မင်္ဂလာပါစวัสดีค่ะမိဖို့ကြောင့်တုံးအခေါ်ပေါ်များကိုထိုင်းလို့အတူတူလေ့လာကြည့်ရအောင်နော်နံပါတ်1หอมแดงเจตุนีหอมแดงเจตุนีพริกငရုတ်တီพริกငရုတ်တီနံပါတ်3ซอสหอยนางรมขยุสีซอสหอยนางรมခယူစီหอยนางรมဆိုပြီးတော့ရက်ကောက်တန်ထွက်ရမှာပေါ့နော်ဒါပေမဲ့ရက်ကောက်တန်ရှာမလိုက်တက်လို့ရှင်หอยนางรมလို့ပြောလိုက်ရတယ်ဘာမှမဖြစ်ဘူးပေါ့နော်နံပါတ်4น้ำปลาငံပြာရီน้ำปลาငံပြာရီထိုင်းတဲ့အစားအစာချက်တာမပါမဖြစ်ပေါ့နော်น้ำปลาနံပါတ်5น้ำมันพืช4ทำไมเห็นချက်တဲ့စီကိုน้ำมันพืชလို့ခေါ်တယ်น้ำมันพืชนำไปเฉาะข้าวสารแสงข้าวสารแสงช้อนซ่อมตะเกียบซ้งขยินตูซ้งโซโลชินช้อนขยินโซโลชินซ่อมตูโซโลชินตะเกียบလို့ခေါ်ရပါတော့စွန်းခင်းယူမယ်ဆိုလို့ရှိရင်ခေါ်ช้อนซ่อมค่ะအဲ့လိုမျိုးပေါ့နော်တူယူမယ်ဆိုလို့ရှိရင်ခေါ်ตะเกียบค่ะအဲ့လိုမျိုးပေါ့နော်ယောက်ျားလေးဆိုလို့ရှိရင်ခေါ်ตะเกียบครับမိန်းကလေးဆိုရင်ခေါ်ตะเกียบค่ะช้อนซ่อมตะเกียบစွန်းခင်းတူနံပါတ်8ถ้วยจานပကံလုံးကိုถ้วยပကံပြားဆိုလို့ရှိရင်จานပကံလုံးဆိုရင်ถ้วยပကံပြားဆိုရင်จานပကံလုံးဆိုရင်ถ้วยပကံပြားဆိုရင်จานตู้เย็นရေခဲတစ်တာตู้เย็นရေခဲတစ်တာအသီးဖြော်ဆက်ကိုเครื่องปั่นเครื่องปั่นလို့ပြောလိုက်ရတယ်ပေါ့နော်တချို့ဟာတွေကရှာမလိုက်လဲပြဿနာမရှိပါဘူးရေနွေအိုးกาน้ำร้อนရေနွေအိုးกาน้ำร้อนရေနွေအိုးနောက်တစ်ခုชามผสมစလုံးပေါ့နော်ပညာတွေအတုပ်တွေပါတွေထည့်ပြီးနယ်တဲ့ဟာชามผสมနောက်တစ်ခုဂျုံမုံဆိုရင်แป้งဂျုံမုံแป้งဂျုံမုံน้ำตาลတကြားน้ำตาลတကြားငရုတ်တီးမုံဆိုရင်พริกป่นငရုတ်တီးမုံพริกป่นငရုတ်တီးမုံနောက်တစ်ခုกระเทียมและผักชีกระเทียมဆိုတာကจิตตุ่มဖြူပြောတာဖြစ်ပါတယ်ผักชีဆိုတာကနန်နန်ပင်และဆိုတာကနဲ့ပေါ့နော်จิตตุ่มဖြူနဲ့နန်နန်ပင်กระเทียมและผักชีกระเทียมจิตตุ่มဖြူผักชีနန်နန်ပင်กระเทียมจิตตุ่มဖြူผักชีနန်နန်ပင်ငရုတ်စုံครกและสักครกလို့ပြောလဲရတယ်ပေါ့နော်ครกလို့ပြောလဲသူတို့သိတယ်ဒါပေမဲ့ဟိုထောင်းတဲ့တုတ်ချောင်းကိုကြတော့สักလို့ခေါ်တယ်ပေါ့နော်ခွက်လေးကကြတော့ครกและสักထောင်းစုံทำเมโอหม้อหุงข้าวหม้อหุงข้าวทำเมโอช้อนไม้ช้อนทรงไม้ติดตาช้อนไม้ติดตาทรงနောက်တစ်ခုแต่အိုးနဲ့ရောက်မှကိုกระทะและตะหลิวกระทะဆိုတာကအိုးပေါ့နော်ကြော်တဲ့အိုးကိုกระทะလို့ခေါ်ပါတယ်และနဲ့ตะหลิวဆိုတာရောက်မှကိုပြောတာဖြစ်ပါတယ်กระทะและตะหลิวกระทะအိုးตะหลิวရောက်မှมีดดาครัวมีผู้ကြောင့်มีดครัวဆိုတာကมีผู้ကြောင့်ထဲကတားအဲ့လိုမျိုးပေါ့နော်มีดดาနောက်တစ်ခုစီနီတုံးကျမတို့ဘက်မှာတော့ဒီလိုမျိုးစီနီတုံးလို့ခေါ်တယ်ပေါ့နော်တနေနဲ့တနေကတော့ခေါ်တဲ့ပုံစံတော့မတူဘူးတချို့ကကြတော့လေခုတ်စားတုံးနဲ့ကျမတို့ဘက်မှာတော့စီနီတုံးလို့ခေါ်တယ်ပေါ့နော်เขียงစီနီတုံးဆိုလို့ရှိရင်เขียงလို့ခေါ်ပါတယ်เขียงစီနီတုံးဒီနေ့တင်ခန်းစာတော့ဒီလောက်ပဲပေါ့နော်တကယ်လို့သိချင်တဲ့ time scar တွေရှိတယ်ဆိုရင်လည်း comment မှာရေးခဲ့ပေးလို့ရပါတယ်